စားချင်တာစားလို့ရပြီချောင်းလည်းမဆိုးတော့ဘူးရင်လည်းမကြက်တော့ဘူးစားကြပါအောင်ရှင်ဒီဗီဒီယိုကလေဒါခြံတက်ကြည့်တဲ့ဗီဒီယိုနော်ခြံကဒါနှစ်ကွက်တွဲရက်ခြံလေးဟိုကခြံရဲ့ခေါ်စည်းကိုလည်းစိတ်မဝင်စားဘူးခြံရဲ့အချေဝန်းကိုလည်းစိတ်မဝင်စားဘူးဘာစိတ်ဝင်စားလဲဆိုတော့အဲ့ဒါကိုစိတ်ဝင်စားနေတာခြံရဲ့ဒေါက်နာမှာကအပင်အကြီးကြီးအမှာမမျိုးတရက်စအတော်ပဲလက်လှမ်းခူးလို့လဲမှီတဲ့အရက်နဲ့ကွက်စတိအမအပင်တွေ့ရနေပြေးပြီးတခူးတာအမအောက်မှာလဲခြုံနေတယ်အများကြီးသူကဟိုပြစ်ထားတဲ့ခြံဆိုတော့လေဟိုပြောမှဆိုလို့ရှိရင်အောက်မှာခြုံနေကြီးပဲအဲ့ဒါကိုကမကြည့်ဘူးအပေါ်ပဲမော့ပြီးခူးတာဆိုတာလေမွေဖြက်ပြေးမှပြန်ထွက်လာပတ်ဝန်းကျင်အနေထားတစ်ချက်ရှိုးလာအရန်ကြိုက်တဲ့ရှုခင်ရှိတယ်ကွာကိုကတော့အရန်ကြိုက်တယ်အပင်ရှိလို့ကြိုက်တာဘောစီရေဝယ်လိုက်တော့အဲ့ဒီအပင်ကိုအရန်ကြိုက်လို့ဝယ်လိုက်တော့အဲ့ချံကိုအောက်မှာအကောင်ချီဖြတ်တာမြင်လိုက်ဒီလား